မင်္ဂလာပါခင်ဗျဒီနေ့ဟာအောက်တိုဘာ10ရက်နေ့2026ဖြစ်ပါတယ်စစ်ပွဲတစ်ခုကိုစတင်ဖို့ဆုံးဖြတ်ချက်ချတာကလွယ်ကောင်းလွယ်နိုင်ပါတယ်ဒါပေမဲ့စစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကပူပြီးခက်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောမဲ့တရင်ကအဲ့ဒီအချက်နဲ့တက်ရိုက်သက်ဆိုင်ပါတယ်အမေရိကန်ရဲ့ Joint Chiefs of Staff ဥက္ကဋ္ဌ General Dankin ဟာအီရန်နဲ့ဖြစ်နေတဲ့စစ်ပွဲအတွက် off-ramp တနည်းပြောရရင်စစ်ပွဲကနေထွက်နိုင်မဲ့ line တစ်ခုငင်းချမ်းရေးစီပြန်သွားနိုင်မဲ့ line တစ်ခုရှာဖွေဖို့လူအပ်နေပြီလို့အစိုးရအတွင်းကထိတ်တန့်အရာရှိတွေကိုပြောထားတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒါဆိုကျွန်တော်တို့မေးစရာမေးခွန်းကအမေရိကန်ကအားနေလာလို့နှုတ်ဆုတ်ဖို့ပြင်နေတာလားဓမ္မမဟုတ်စစ်ရေးအင်အားကိုအသုံးပြုပြီးတော့နောက်ဆုံးမှာငင်းချမ်းရေးနဲ့အဆုံးသတ်နိုင်ဖို့မဟာဗျူဟာကြလိုင်းရှာနေတာလားဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်ဒီနေ့ဒီမေးခွန်းတွေကိုကျွန်တော်တို့အေးအေးဆေးဆေးခွဲပြီးလေ့လာကြည့်ချင်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ off ramp ဆိုတာဘာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ် off ramp ဆိုတဲ့စကားလုံးကိုတချို့လူတွေကဟလာနောက်ဆုတ်တာဆုံးတာလို့နားလည်နိုင်ပါတယ်ဒါပေမဲ့စီရီးနဲ့နိုင်ငံရေးအတိတ်ပေမှာအဲ့ဒီလိုယူယူစင်းစင်းမဟုတ်ပါဘူး off ramp ဆိုတာစီရီးအခြေအနေကနေညှိနှိုင်းမှု ceasefire သဘောတူညီချက်နဲ့နောက်ဆုံးမှာငင်းချမ်းရေးစီတွားနိုင်မဲ့လမ်းကြောင်းကိုဆိုလိုတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်စစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲဆိုတဲ့မေးခွန်းကိုစတင်စဉ်းစားလာတာဖြစ်ပါတယ်။ဒါကြောင့် King က off-ramp ရှာနေတယ်ဆိုတာကိုအမေရိကန်ရှစ်ဆုံးပြီးလို့တိုင်းပြီးအတိတ်ပဲဖွင့်တာကလုံးဝမမှန်သေးပါဘူး။ဒါမဲ့ဒီတရင်ကဘာကြောင့်အရေးကြီးတာလဲဆိုရင်တော့အရေးကြီးတာကဒီစကားကိုပြောနေသူဟာတာမန်နိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး။အမေရိကန်စစ်ဖက်ရဲ့ထိတ်တန့်ရာရှိတယောက်ဖြစ်ပါတယ်။တရင်ရင်းမြစ်ဒီအရ King ဟာစစ်ပွဲကိုထပ်ပြီး escalation လုပ်မဲ့ရှိရွေးချယ်စရာတွေကပြန်လေတုံ့ပြန်မှုတွေဖြစ်စေနိုင်တယ်လို့ဆိုရင်နေပြီးလေကြောင်းတိုက်ခိုက်မှုတစ်ခုဒီနဲ့သမ္မတ Trump ရဲ့ရည်ရွယ်ချက်တွေကိုပြည့်မီဖို့မလုံလောက်နိုင်ဘူးလို့သုံးသပ်နေပါတယ်ဒီနေရာမှာစစ်ပွဲရဲ့အရေးကြီးတဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါက bombing is not the same as winning ဘုံကျဲနိုင်တာနဲ့စစ်ပွဲကိုနိုင်ငံရေးအရာအောင်မြင်စွာအဆုံးသတ်နိုင်တာမတူပါဘူး air power ရှိတာနဲ့စစ်ပွဲပြီးသွားပြီလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့အမေရိကန်မှာကမ္ဘာအင်အားအကြီးဆုံးလေတပ်တွေထဲကတစ်ခုရှိပါတယ် precision strikes လုပ်နိုင်တယ် long range weapons တွေရှိတယ် intelligence surveillance reconnaissance အင်အားတွေရှိတယ်ဒါပေမဲ့စစ်ပွဲတစ်ခုကိုစတင်ပြီးနောက်မှာအရေးကြီးဆုံးမေးခွန်းကဘယ်လောက်ထိဖြည့်ဆည်းနိုင်တယ်လဲဆိုတဲ့ဟာမဟုတ်တော့ပဲဘယ်လိုအခြေအနေမှာဒီစစ်ပွဲကိုအဆုံးသတ်နိုင်မလဲဆိုတာကပို့ပြီးတော့အရေးကြီးလာပါတယ်သူတို့ဖြင့်အီရန်လိုနိုင်ငံကြီးတစ်ခုနဲ့ပတ်သက်လာတဲ့အခါ military action ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကအလွန်ကြီးမားနိုင်ပါတယ် escalation ရဲ့အန္တရာယ်စစ်ပွဲကိုထပ်ပြီးမြင့်တင်လိုက်ရင်အီရန်ဘက်ကလည်းတုံ့ပြန်နိုင်ပါတယ်အဲ့ဒီတုံ့ပြန်မှုကအမေရိကန်တပ်ဖွဲ့တွေကိုထိခိုက်နိုင်တယ်အမေရိကန်ရဲ့ဒေသတွင်းမဟာမိတ်နိုင်ငံတွေကိုထိခိုက်နိုင်တယ်ရည်နိုင်ရဲကွက်တွေထိခိုက်နိုင်တယ်ကမ္ဘာစီးပွားရေးကိုထိခိုက်နိုင်တယ်ပြီးတော့အရေးကြီးဆုံးကစစ်ပွဲတစ်ခုဟာကုစီစင်ထားတဲ့အတိုင်းအမြဲတမ်းမတော်ပါဘူးတစ်ဖက်ကတစ်ဖက်ကိုထတ်တိုက်တစ်ဖက်ကပြန်တုံ့ပြန်နောက်တစ်ဆင့်ထပ်မြင့်ဒီလူနဲ့ပဲ escalation circle ထဲဝင်သွားနိုင်ပါတယ်။ဒါကြောင့်စစ်ဖက်အရာရှိတွေကနောက်တစ်ဆင့်ဘာလုပ်မလဲဆိုတာနဲ့အတူဘယ်မှာရပ်မလဲဆိုတာကိုသူတို့စဉ်းစားနေတာဖြစ်ပါတယ်။ King တယောက်ဒီလူတွေးနေတာလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ James ဆရာကောင်းတာတစ်ခုရှိပါတယ်။သတင်းဒီအရာ King ဟာ CIA Director John Radcliffe Secretary of State Marco Rubio နဲ့ Vice President JD Vance တို့လိုထိတ်တန့်အစိုးရအရာရှိတွေနဲ့
ဒီအခြေအနေကိုဆွေးနွေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါကြောင့်ဒီကိစ္စဟာစစ်ဖက်တစ်ခုတည်းနဲ့ပြဿနာမဟုတ်တော့ပါဘူး။ military intelligence diplomacy နဲ့အင်ဖြူတော်အားလုံးရဲ့ဆုံးဖြတ်ချက်တွေစုံလာတဲ့နေရာဖြစ်လာပါတယ်။ဒါ Trump ကို General King ကစန့်ကျင်နေတာလားဆိုတဲ့မေးခွန်းရှိနိုင်ပါတယ်။ဒီအချက်ကိုတော့ကျွန်တော်တို့သတိထားဖို့လိုအပ်ပါတယ်။လက်ရှိသတင်းတွေအရ General King ကသမ္မတ Trump ကိုတိုက်ရိုက်စန့်ကျင်နေတယ်လို့အတည်ပြုထားတာမဟုတ်ပါဘူး။သူ့ရဲ့အဓိကစိုးရိမ်ချက်ကတော့ရှေ့ရေးအခြေအနေဘယ်လိုပြောင်းလဲလာနိုင်တယ်လဲ escalation ကဘယ်လိုအန္တရာယ်ဖြစ်လာနိုင်တယ်လဲနောက်ဆုံးမှာအမေရိကန်အတွက်အကျိုးရှိတဲ့အဆုံးသတ်တစ်ခုဘယ်လိုရနိုင်မလဲဆိုတာဖြစ်ပါတယ်တကယ်တော့စစ်ဖက်အရာရှိတယောက်ရဲ့တာဝန်ကနိုင်ငံရေးစလိုဂန်တစ်ခုပြောဖို့မဟုတ်ပါဘူးအန္တရာယ်ကိုတွက်ချက်ဖို့ဘာဖြစ်နိုင်မလဲဘာတွေဆုံးနိုင်မလဲနောက်တစ်ဆင့်ကဘာလာနိုင်မလဲပြီးတော့ဘယ်လိုနဲ့အဆုံးသတ်မလဲဆိုတဲ့တာဝန်ရှိပါတယ်ဒါဆိုအမေရိကန်ကငင်းချမ်းကြီးကိုလိုချင်နေပြီလားဆိုတဲ့မေခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာတွေ့နိုင်တာကဒီနေရာမှာဖြစ်စုတဲ့စကလုံးကိုမှန်ကန်နားလည်ဖို့လိုအပ်ပါတယ်ငင်းချမ်းကြီးဆိုတာအမေရိကန်ကအီရန်ကိုဘာမှမတောင်းတော့ဘူးဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးအမေရိကန်ဘက်ကလည်းသူတို့ရဲ့လုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ချင်မှာပါအီရန်ဘက်ကလည်းသူတို့ရဲ့အကျိုးစီးပွားကိုတောင်းဆိုချင်မှာပါဒါကြောင့်ငင်းချမ်းရေးဆိုတာဘယ်သူကဘယ်သူကိုအနိုင်ယူလိုက်တယ်လဲဆိုတာထက်နှစ်ဖက်စလုံးကဘယ်လိုအခြေအနေမှာစစ်ပွဲကိုရပ်နိုင်မလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်ပြီးတော့ winning နဲ့ ending the war မတူပါဘူးဒီအချက်ကကျွန်တော်တို့အနားလေထားတဲ့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်စစ်ပွဲတစ်ခုကိုအနိုင်ရတယ်ဆိုတာငါတို့ကသူတို့ထက်ပူပြီးပျက်စီးအောင်လုပ်နိုင်တယ်ဆိုတာတစ်ခုတည်းမဟုတ်ပါဘူးတကယ်အောင်မြင်မှုဆိုတာမိမိရဲ့အဓိကရည်မှန်းချက်တွေကိုရရှိပြီးကုတပ်ဖွဲ့တွေကိုကာကွယ်နိုင်ပြီးဒေသတွင်းတည်ငြိမ်မှုကိုထိန်းထားပြီးနောက်ဆုံးမှာရည်စီတည်တိုက်နိုင်တဲ့သဘောတူညီချက်တစ်ခုနဲ့စစ်ပွဲကိုအဆုံးသတ်နိုင်တာဖြစ်ပါတယ်အဲ့ဒါကစစ်ရေးအောင်မြင်မှုနဲ့နိုင်ငံရေးအောင်မြင်မှုကိုဆက်ဆက်ပေးထားတဲ့အရာဖြစ်ပါတယ်